ဓာတ်တွေပါတွေမသွေးဘူးကွာဓာတ်တွေပါတွေသွေးရင်ရိုးလို့နော်တဲအိုးသွေးမယ်ဆိုတော့အခုဒီအပိုင်းနဲ့ TikTok ဆိုရှင်မှာမင်းတို့မြင်တွေ့ကြမှာပေါ့ကွာဒီဓာတ်မထက်တဲ့ဓာတ်ကိုပြန်မခုတ်ပြတယ်ပြီးလို့ရှိရင်ဓာတ်သွေးပြီးတော့မှဓာတ်ထပ်ခုတ်ပြတယ်ဓာတ်ဘယ်လောက်ထပ်သွားရဲဘာညာပေါ့ကွာအဲ့လိုမျိုးတွေ့မှာပေါ့နော်ဆိုတော့ဒီနေ့မှာတော့အဲ့လိုဗီဒီယိုတွေထဲမှာထူးထူးခြားခြားဓာတ်ကိုမသွေးတော့ဘူးနော်ဒီတဲအိုးသွေးပြီးခုတ်ပြမယ်ပြီးရင်ဒီကတ်တဲ့ဂေါ်ကိုသွေးပြီးတော့ခုတ်ပြမယ်ဆိုတော့နှီးပြမယ်ပေါ့နော်အဲ့လိုမျိုးခုတ်မယ်နှီးမယ်ပေါ့ကွာဆိုတော့ဓာတ်မသွေးဘူးရိုးလို့ဘာသွေးပြလဲဆိုတော့လက်စကိုးသားကြီးတို့နော်ကဲโอเคဒါကတော့သူရင်ပိုင်းပါတယ်မထပ်ဘူးဘာညာမို့โอเคမှာတဲအိုးအမေကြီးတွေ့လာမယ်โอเคစသွေးပြီးဓာတ်မသွေးဘူးဓာတ်သွေးရိုးလို့တဲအိုးသွေးတာလက်စကိုးသားကြီးတို့ဓာတ်သွေးကိုတော့တက်မလာနဲ့ပေါ့ဘာညာကိုသိရမလားကဲဘာတော့မှာဒါကြီးဟုတ်လားဂျပန်လားတော့ဂျပန်လို့ထင်ရောဒီလားရုပ်လားဂျပန်လားโอเคဒါပါတစည်းကောင်လားတစည်းနဲ့ပါထပ်ပေါ်လာတာရေနော်အိုးရောင်ရမ်းပြီးအဲ့ကြောင်ရင်တိုင်လိုက်မိရင်ငါလားဖုတ်ပဲဟုတ်တယ်ဒါရှယ်ကိုတွေးတာနော်ဓာတ်တွေပါရောတွေးရင်လည်းကျွမ်းတဲ့ပုံပဲဒီကောင်တော့ထဲဦးအောင်တွေးနိုင်ဘူးဆိုတော့ထဲဦးအောင်တွေးနိုင်ဆိုတော့ဓာတ်လောက်ကတော့ဒါအေးစေးပါညာပေါ့โอเคကြည့်မယ်ကွာဘာသွေးကြောက်ကပင်3-4ခုသုံးနော် sorry ထဲသွေးကြောက်တော့3-4မျိုးသုံးပါတယ်ဗျာဒါကြီးတင်ရမှန်တော့ဒီလားပြောဘယ်လိုပြောမလဲတဲလန့်ပေါ့ကွာဒီလားသူတဲလန့်နဲ့သူပေါ့နော်အဲ့လိုပြောအောင်ပေါ့ဒါကတော့တစည်းအကြီးစားနဲ့ထပ်ပွက်တာထင်တယ်ဒါကြီးဟုတ်လားတစည်းလားဓာတ်သွေးကြောက်လားဘာခေါ်လဲဟိုဟဲ့ကြီးဝင်းထွက်သွားတာပဲနော်ငါလာခွေးပဲwhat the shit တကယ်အိတ်ထက်သွားတာလို့နော်ဓာတ်တွေပါလေလောက်ဆိုရိုးလို့အဲ့တော့တဲအိုးသွေးပြတာနော်ဓာတ်တွေပါလေလောက်တော့တက်မလာနဲ့တောက်ချပလိုက်မယ်မပြီးသေးဘူးဆိုတော့မပြီးသေးဘူးဒါကတော့ဒဲအိုးသွေးတာနောက်ထပ်ဒီလိုဟင်းချက်တဲ့ခေါ်သိလားဘယ်လိုခေါ်မခေါ်မဟုတ်လားအဲ့ဒီကောင်မှာပွေးပြီးနှီးပြအောင်ပါဝါလက်စကိုးသားကြီးဆက်ချိုးလိုက်လက်စကိုးโอเคခေါ်လေးတော့ပြလာပြီโอเคဆက်ကိုနှီးပြတယ်ဒါပါတစ်ရှူလေးကိုနှီးပြရေသဘူးနှီးပြတယ်တခုမှမရဘူးโอเคစသွေးပြီသားကြီးနော်ဒါမသူရိုးတယ်နော်အခုနောက်ထပ်၄ရက်တွေမှာ upgrade တွေပဲလာတော့မှာဒီလားဒီအဟောင်းတွေမလုပ်တော့ရိုးတယ်โอเคဝိုင်းလေးတွေးတယ်ထဲသွေးရဲသားကြီးโอเคသားကြီးထပ်သွေးတယ်သားကြီးတို့တူတယ်နော်ခေါ်သွေးကြောက်ကလည်းမျိုးပဲဟာလေးလားခေါ်သွေးကြောက်ကလည်းမျိုးတုံရှိတယ်သားကြီးရှိလားတေးကြအနှုတ်စိတ်တော့သွေးရတာဟာဒီလားနော်လွယ်တော့မလွယ်တော့သားကြီးโอเคတာယူတေးချင်းအစသွေးရအောင်နော်အသွားတော့ဝင်းလိုက်တော်လေးဝင်းလိုက်တာယူသိရတကယ်တော့တကယ်မိုက်တဲ့တဲလန့်လေးဘာညာရောโอเคတာယူထပ်ပြီးတော့သွေးရမပြီးဘူးကွာနော်တစ်ချက်တော့ပုတ်ရုံနဲ့သွေးလို့တော့မရအောင်တာယူတကယ်အသေးစိတ်ကိုသွေးရတာဓာတ်သွေးတဲ့ကလားလေးတော့ထိုင်ကိုပေါ့ကွာဝင်းထွက်သွားတာယူโอเคတက်ကူလီးပြရနော်ခုနကအလိမ်လေးလီးပြတာမဟုတ်တော့ကွာနည်းနည်းတော့ဒီကောင်နည်းနည်းရုပ်ပေါက်တယ်ကွာခုနအလိမ်လေးလီးပြတာမဟုတ်တော့โอเคဆက်ကတော့တာလီးပြတ်သွားပြီဒါဘာလို့လီးပြမှာတာယူတီရှူလေးโอเคတီရှူလေးလည်းတာလီးပြတ်တယ်ဟာထောင်ပြီးလီးကြတယ်ဟာငါစကားတော့အဆုံးမခံနော်โอเคပြောတော့သူ pressure နဲ့တော့မရဘူးဗျစက်ကူလေးကတော့โอเคရေတန်မှုကိုဟုတ်အဲ့တော့ဓာတ်တွေပါတယ်သွေးတဲ့ကောင်တွေနားတော့ခုခေတ်ကဒဲအိုးသွေးနိုင်မသွေးနိုင်ခေါ်သွေးနိုင်မှရ
ဆိုတော့ဒီနေ့ဒီလောက်ပါပဲနော်ကဲ subscribe တွေနှိပ်ခဲ့ပြီပါအောင်ခင်ဗျာ subscribe လေးလိုအပ်နေသေးလို့ subscribe တွေနှိပ်ပြီးအားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုချစ်ပါတယ်ဗျာ